ဒီဆက်အပေါ်ပိုင်းကိုကြည့်လိုက်အပေါ်ပိုင်းမှာမော်တာတက်ဆင်လာတယ်နော်ဒါမော်တာတက်ဆင်လာတဲ့ဒါလော်ပီတာရေအားတက်ဆင်စီမံကိန်းအဖြစ်နဲ့ထုတ်နိုင်တယ်နော်ဆိုလီဆိုတာအဲဆိုတာကအန်ဆိုတာက GPU ရေလုံးတယ်နော်အဲ့ဒါဘာလဲဆိုတော့ဒီမှာနော်ဒီမှာ main လုံးရှိတယ်သူရဲ့အဓိကဒီမှာဒီကြောမလဲလဲရတယ်ဘာဖြစ်လို့ဒီမှာ delay 3ရှိတယ် delay 3မှာဟိုကခုလိုက်ရရတယ်တပည့်သိပြီးကပ်ပြီးတော့နည်းနည်းစတိကထူလေးကလိုက်ရင်လည်းထူပါမယ်အဓိကလဲရမှာဒီမှာတီတူဒီတီလေးလဲရမှာဒီနံပါတ်ကုတ်လုပ်တဲ့နေရာနံပါတ်ကုတ်ကြည့်ရနေနော်ဒီမှာတီတူပြတ်တီလေးအမဲအောင်ဒီမှာလည်းကောပြတ်ဒီတီတို့ကြည့်ရတော့လေးစမ်းမလို့သူဒလိတ်သုံးမှာနည်းနည်းဟိုကခံလိုက်လို့စိဒီကောင်တီတို့ကနည်းနည်းကြီးသွားမယ်နော်တီတို့6သွားတာပြောတာဒါလက်စစ်ဒါဝင်ကြီးဌာနထုတ်လို့ရေအားလက်စစ်ဝင်ကြီးဌာနထုတ်တော့ဒါပါရောသူကမော်တာအပေါ်ဆုံးမှထားတာနော်မော်တာအပေါ်ဆုံးမှထားရတယ်ဒီဆက်ထူရကြအဲ့ဒါပဲရေအားလက်စစ်လေအားလက်စစ်တီချင်တဲ့အင်ဂျင်နီယာတွေတိဆောက်သွားတယ်ဒီဆောက်နော်SSD ကထည့်ဖို့အတွက်လမ်းကြောင်းရှာ